Hello မင်္ဂလာပါ Happy Sunday ပါတကယ်တော့လေဒီမောင်နှမတွေများချင်းဆိုတာကလည်းကျေးဇူးတော်တပါးပဲတိလားတချို့အရာတွေကလေမိဘတွေကိုပြောလို့မဖြစ်တဲ့အရာတွေလည်းရှိတယ်တငယ်ချင်းဆိုတာဘလောက်ပဲခင်တယ်ပြောကိုနားမှာအချိန်ပြည့်မရှိပေးနိုင်ဘူးမောင်နှမဆိုတာကလေရန်ဖြစ်တဲ့အချိန်ကတော့ရှိတာပေါ့နော်ဒါပေမဲ့လည်းမောင်နှမများဒါကလည်းကျေးဇူးတော်တပါးပဲဒီလားမချူးဆိုလို့ရှိရင်အပြင်ထွက်တဲ့အချိန်တိုင်းတော်တော်များများအမတွေနဲ့ညီမလေးတွေနဲ့ထွက်တာများတယ်ရန်ဖြစ်တဲ့အချိန်မရှိဘူးလားဆိုရင်ရန်ဖြစ်တဲ့အချိန်ကခက်များပေါ့နော်ဒါပေမဲ့လည်းအရေးနဲ့အကြောင်းဆိုလို့ရှိရင်ဒီရန်ဖြစ်ဖို့ရန်ဖြစ်ဖက်ညီအမတွေကပဲကိုနားမှာရှိတာလေနော်အဲ့တော့ညီအမများချင်းမောင်နှမများချင်းဆိုတာကလည်းကျေးဇူးတော်တပါးပါပဲအပြင်ထွက်ရတာမချူသိမ့်မကြိုက်ဘူးဒါပေမဲ့ပေါ့နော်မချူရဘလော့တွေတော်တော်များများကအပြင်ထွက်ပြီးတော့ရှောက်တွားတာရှောက်စားတာထွက်လည်နေတဲ့ဟာများတယ်ပေါ့နော်ဒီဟာကလည်းမချူရအမြဲအားတလို့အားတိုင်းထွက်နေတာတော့မဟုတ်ဘူးပေါ့နော်တခါတလေတပတ်တရက်နှစ်ရက်လောက်အပြင်ထွက်တဲ့ဟာလေးတွေကိုမချူအမတ်တရအနေနဲ့ဘလော့လေးတွေလောက်ထားတာပဲဖြစ်တယ်မချူအခုတလောအတန်နာနေလို့အတန်ကိုတော့တီးခံပြီးတော့နားထောင်ပေးပါနော်ဒီရက်ကတနင်္ဂနွေရက်ဖြစ်တယ်မချူတော့ဖျားเจ้าတက်ဖြစ်ပါတယ်ဖျားเจ้าရောက်တာဒီရက်နည်းနည်းစောတော့လေဖျားเจ้าထဲမဝင်ခင်မှာမချူတော့ညီမဘလော့တွေရိုက်ဖြစ်တယ်တပ်ပုံအလှတွေရိုက်ဖြစ်ပါတယ်ပြီးတော့ဖျားเจ้าထဲဝင်ပါတယ်ဝင်ပြီးတော့ချီးမွမ်းကိုယ်ွယ်ဖြစ်ပါတယ်အားရပါရချီးမွမ်းကိုယ်ွယ်ဖြစ်တယ်နောက်ပြီးတော့ဖျားเจ้าဆင်းတာနဲ့မချူတော့လက်လက်စားစားတာပေါ့နော်ထုံးစံအတိုင်းပဲမချူဆိုတာနဲ့အစားအသောက်ကမပါမဖြစ်ပဲလေနော်ဂျေအိုမစားဖြစ်တာကြပြီဆိုတော့မချူတော့ဝိုင်းခေခေမှာပဲဂျေအိုလေးစားဖြစ်ပါတယ်စားပြီးတော့တပတ်စာအတီးအရွက်လေးတွေဟင်းတွေဝယ်ပါမယ်ဟင်းဝယ်တာကလည်းမချူတော့သူ့အကြိုက်ကိုအကြိုက်ပေါ့နော်မချူကတော့တခွားတီးတမ်ဆုံလုတ်ကျွေးမယ်ပေါ့နော်တခွားတီးယိုဒီယာထောင်းကျွေးမယ်ဆိုပြီးတော့တခွားတီးရွေးလိုက်တယ်ညီမလေးကခပ်စင်ပါထူးလုတ်ကျွေးမယ်ဆိုပြီးတော့ငါးပေါ့နော်ဆလာပီယာငါးတွေနောက်ပြီးတော့ဇလက်ရွက်တွေဘဲကြဆန်တွေပေါ့နော်ခောက်စီပါထုတ်လုပ်ကျွေးမယ်ဆိုပြီးတော့အဲ့ဒီအပိုင်းကတော့သူတာကိုယူတယ်ကိုစားချင်တာလေးတွေကိုဝယ်ဖြစ်တယ်ကွယ်